ဂျမားကိုမက်ဆီနဲ့နိုင်ရှိလို့မရဘူးဆိုတဲ့ဂွာဒီယိုလာမက်ဆီဒီနီပြဂွာဒီယိုလာကဘာစီလိုနာလူငယ်တက်စိတ်ကစားသမားယမားကိုဘယ်လိုတော့စံချိန်တင်၈ကြိမ်ပိုင်ရှင်မက်ဆီနဲ့နိုင်ရှိလို့မရဘူးလို့ပြောကြားခဲ့ပါတယ်ဂွာဒီယိုလာဟာဘာစီလိုနာအသင်းကိုကင်တွယ်စဉ်ကမက်ဆီနဲ့အတူချန်ပီယံလိဖလားနယ်စဉ်အပါအဝင်ဆုဖလားများစွာရယူနိုင်ခဲ့တာပါလက်ရှိမှာဘောလုံးပိသအများစုကယမားဟာမက်ဆီပြီးနောက်ဘာစီလိုနာအသင်းရဲ့နာမည်ကျော်အကယ်ဒမီချဲကစားသမားတွေထဲမှာအကောင်းဆုံးဖြစ်တယ်လို့ပြောဆိုမှုတွေရှိနေတယ်လို့ယမားကိုမက်ဆီနဲ့နိုင်ရှင်နေမှုတွေလည်းရှိနေတာဖြစ်ပါတယ်။ယမားကိုမက်ဆီနဲ့နိုင်ရှင်ပြောဆိုနေမှုတွေနဲ့ပတ်သက်ပြီးတော့ဂျီဂျူမက်ဂဇင်းရဲ့မေးမြန်းမှုကိုဂွာဒီယိုလာကလက်ရှိမှာနိုင်ရှင်လို့မရဘူးလို့ပြောကြားခဲ့တာဖြစ်ပါတယ်။ဂွာဒီယိုလာပြောတာကတော့ယမားအနေနဲ့သူ့ရဲ့ကစားသမားဘဝကိုအကောင်းဆုံးရှေ့ဆက်ပါစေ။15နှစ်လောက်ကစားပြီးတဲ့အခါမှာသူ့အကောင်းဆုံးလားဆိုတာကိုကျွန်တော်တို့ဆုံးဖြတ်ကြတာပေါ့သူ့အနေနဲ့သူ့ကစားသမားဘဝကိုကောက်ကောက်ဖြတ်တန်းပါစေသူကမက်ဆီနဲ့နိုင်ရှင်ပြောဆိုနေတာတွေကတော့တကယ်ပြနာဖြစ်ပြီးပကြီးဆရာတယောက်ကိုဗစ်စစ်ဗန်ကိုနဲ့နိုင်ရှင်နေကြသလိုပါပဲသူတိတ်မဆိုးပါဘူးသူကောင်းပါတယ်ဆိုပြီးပြောကြသလိုမျိုးပေါ့လို့ပြောကြားခဲ့ပါတယ်